M5 ကိုအခန်း7နှစ်အထိသင်ပြီးသွားကြပြီလားသင်ပြီးသွားပြီဆိုရင်တော့ဒီဗီဒီယိုကမီနာဆန်တို့အတွက်ပဲဖြစ်ပါတယ်เนาะ1番နော်အိမ်ရှိမှာကားရှိတယ်ဟောအိမ်ရှိနော်ကျွန်တော်တို့အိမ်ရှိဆိုတော့ဥချီပေါ့နော်ဥချီအိမ်ရဲ့ရှိဆိုတော့ဥချီနော်ရှိဆိုတော့မာနော်ဥချီနော်မာမှာဆိုတော့ကျွန်တော်တီရှိမှုတွေပြတယ်နီးနဲ့တုံးတယ်နော်ဥချီနော်မာနီကားရှိတယ်ဆိုတော့ကျွန်တော်ခူရူမာကားရှိတယ်ခူရူမာကတမရှိတာဆိုတော့အာရီမတ်နော်うちの前に車がありますအိမ်ရဲ့ရှေ့မှာကားရှိတယ်အဲ့တော့နံပါတ်2ကိုကြည့်ကြမယ်ဇော်ဆန်စီကနေပတ်စံချေယူခဲ့တယ်ဇော်ဆန်ဆိုတော့ဇော်နော်ဇိုပေါ့နော်ဇိုးဆန်နော်ဇော်ဆန်စီမဆိုတော့စီမဆိုတော့နီပေါ့နော်ဇော်ဆန်နီပတ်စံဆိုအိုခါနဲ့နော်အိုခါနဲ့ဇော်ဆန်စီဇော်ဆန်စီကနေဇော်ဆန်နီအိုခါနဲ့အိုချေယူခဲ့ပါတယ်カリマシタカリマシタနော်စောစံစီကနေပတ်စံချီယူခဲ့ပါတယ်ကဲတော့ကျွန်တော်တို့မြန်မာမှာဘယ်နေရာကအလှဆုံးလဲမြန်မာမှာဆိုတော့မြန်မာတဲ့ပေါ့နော်မြန်မာတဲ့နော်မြန်မာတဲ့ဘယ်နေရာကဆိုတော့ကျွန်တော်တို့နော်မြန်မာတဲ့ဘယ်နေရာကဆိုတော့ကျွန်တော်ဒိုကိုပေါ့နော်ဒိုကိုနော်ဒိုကိုကပေါ့နော်အလှဆုံးလဲအီချီပန်ထည့်မယ်နော်အီချီပန်အလှဆုံးလဲလှတော့ဟာကျွန်တော်ခီးတယ်ဒိုကိုကအီချီပန်ခီးတယ်မိကုံဆိုတော့ဒက်စကာပေါ့နော်မြန်မာတဲ့ဒိုကိုကအီချီပန်ခီးတယ်ဒက်စကာမြန်မာမှာဘယ်နေရာအလှဆုံးလဲအဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်မယ်နိုင်ငံခြားကိုအလုပ်လုပ်ဖို့သွားခြင်းတယ်နိုင်ငံခြားဆိုတော့ကျွန်တော်လေ guide ကိုခုပေါ့နော် guide ကိုခုနော်နိုင်ငံခြားမှာနိုင်ငံခြားတို့ပေါ့နော် guide ကိုခုပေါ့နော် guide ကိုခုဒီမှာနှိလေးရတယ်နော် guide ကိုခုအလုပ်လုပ်ဖို့ရန်သွားခြင်းတယ်နော်ဒီမှာကျွန်တော်ရှိကိုတိုလေးနဲ့တုံးခြင်းလေရှိကိုတိုနော် guide ကိုခုရှိကိုတိုに行きたいですနော်တွားခြင်းလေဆိုတော့行きたいですနော် guide ကိုခု仕事に行きたいですနော်နိုင်ငံခြားအလုပ်လုပ်ဖို့သွားခြင်းလေကဲတော့နောက်ခုကျွန်တော်ကြည့်မယ်နံပါတ်5ခြံဝန်းထဲမှာခွေးနဲ့ကြောင်ရှိတယ်ခြံဝန်းထဲမှာခြံဝန်းဆိုတော့ကျွန်တော်နီဝါပေါ့နော်နီဝါခြံဝန်းထဲမှာဆိုတော့နီဝါနော်ခွေးနဲ့ကြောင်ဆိုတော့ခွေးဆိုတော့နုနော်နုနဲ့ဆိုတော့တိုပေါ့နုတိုကြောင်ဆိုတော့နဲကိုရှိတယ်နဲကိုဂါပေါ့နော်ရှိသည်တက်ရှိတယ်ဖြစ်တယ်マス庭に犬と猫がいますခြံဝန်းထဲမှာခွေးနဲ့ကြောင်ရှိတယ်ကဲနောက်တစ်ခုရုပ်ရှင်စာအုပ်ထပ်ဆုံးစားဖို့ကောင်းလားရုပ်ရှင်ဆိုတော့အေကပေါ့နော်အေကနော်အေကဝါပေါ့နော်ရုပ်ရှင်စာအုပ်ထက်စာအုပ်ဆိုတော့ဟွန်ထက်ဆိုတော့ဟွန်ယောဒီစိတ်ဝင်စားဖို့ကောင်းလားစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့အိုမိုရှိရိုဖြစ်ပါသလားဆိုတော့မေကုံဆိုတော့တက်စကာပေါ့နော်အေကဝဟွန်ယောဒီအိုမိုရှိရိုတက်စကာရုပ်ရှင်စာအုပ်ထက်စိတ်ဝင်စားဖို့ကောင်းလားကဲနောက်ဆုံးနံပါတ်9ကကြတော့တစ်နှစ်တာမှာဘယ်အချိန်ကိုကြိုက်ဆုံးလဲတစ်နှစ်ဆိုတော့အီချီနာပေါ့နော်ကျွန်တော်အီချီနာနော်အီချီနာတဲ့ပေါ့နော်ဘယ်အချိန်ကိုဆိုတော့အီစကအကြိုက်ဆုံးလဲအီချီပါいつが一番ကြိုက်ဆုံးဖြစ်ပါတယ်လဲဆိုတော့好きですかနော်一なんでいつが一番好きですかဒီနေ့တာမှာဘယ်အချိန်ကိုကြိုက်ဆုံးဖြစ်ပါတယ်လဲဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ် like and follow လေးလုပ်ပေးကြပါနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ